ရှင်းဘာဖောက်လို့လဲ ပြန်ပေါ့ ပြလောင် ဒီမှာ ဖင်းတော့ပြနေအရှိဖက်ပြတယ် ဒီမှာအယောပြန် ဝါကဲဖောက်ပြလောင်မမကတစ်ခုဖောက်မယ်နော်ပပမလဲ ပါပါမလဲ ဖောက်โอเคนะဖောက်ရနေပြအောင် ဒီနာမ အော်ဒီနားမှာโอเคဝါ ထောက်ချုံခဲတာ ရန်ဆုံးခဲတယ်တပ်ပုံဆွဲလို့ရပြီ ဒီမှာပီကေ ဒီကံစားရအောင်ဘာလဲ အော်ဒီမှာက တပါပါလေးတပါပါလေး မမီကျော်ရဲမပါရဲ့ တပါရဲ့ ပါရဲ့ တပါရဲ့ ပါရဲ့ တိတ်ကုန်ပြီ အတီးမပါရဲ့ တိတ်ကုန်ပြီလေ မတကဖောက်ဆောင်တော့ဘိုက်ပါရဲ့ သူဟာမဖောက်ခိုင်းစေချင်အောင်ငါ ဘိုက်ပါဝင် ဖောက်လာနေဖောက်လေ ပါ မမဒီနေ့ဘလို့မိခင်ကောင်းဖြစ်အောင်နေတယ်ဘလို့မိဘကောင်းဖြစ်အောင်နေမယ်ဆိုတဲ့အကြောင်းပြောပြပါမယ်မိဘဖြစ်တိုင်းမိဘကောင်းဖြစ်တာမဟုတ်ပါဘူးမမကိုမေးနေရှချမ်းကိုဘလို့ဆုံးမတယ်လဲဆိုပြီးပေါ့နော်ရှချမ်းကငယ်သေးတဲ့အတွက်ဘာမှမလို့သေးပါဘူးဒါပေမဲ့တားယောက်ျားလေးဖြစ်တဲ့အတွက်မမအများကြီးစိတ်ပူပါတယ်မမအများကြီးပြင်ဆင်နေပါတယ်ပေါ့နော်မမရဲ့အတွေးခေါ်တွေကမမရဲ့မိဘတွေလူကြီးတူမတွေဆုံးမတဲ့ဆုံးမဩဝါဒတွေကပြီးရင်မမလိလာနေတဲ့မမအရန်ကြိုက်တဲ့ software စာအုပ်လေးတစ်ခုရှိပါတယ်မမပြောပြမယ်ပေါ့နော်ဒီရွှေနှုတ် application လေးပါအဲ့ဒီရွှေနှုတ် application လေးမှာကလေးနော်မအခု data လေးဖတ်နေပါဒီ toxic parent ဆိုတဲ့အစိတ်တောက်ရှိတဲ့မိဘများဆိုတဲ့ဟာမှာဖတ်နေပါတယ်အဲ့လိုမိဘမဖြစ်အောင်မမစာအုပ်တွေအများကြီးဖတ်ပါတယ်ပေါ့နော်ဒီ software ထဲမှာမိခင်ကောင်းဖြစ်အောင်မိဘကောင်းဖြစ်အောင်ဆုံးမဖို့အထောက်အကူပြုစေတဲ့စာအုပ်တွေအများကြီးပါပါတယ်အဲ့ဒီ software လေးထဲမှာရှာပြီးဖတ်ပေးကြပါကိုသားသမီးကိုကအစိတ်တောက်ဖြစ်တဲ့မိဘမဖြစ်အောင်ဆုံးမဖို့ဒီ application လေးပေါ့နော်အဲ့ထဲမှာအများကြီးရှိပါတယ်အတန်ဖိုင်နဲ့နားထောင်လို့ရတယ်စလုံးနဲ့လည်းဖတ်လို့ရတယ်ပေါ့နော်မမကအဒီစာအုပ်လေးအရန်တက်လို့မမအတွက်အရန်အထောက်ကိုပြုလို့မမအဲ့ဒါလေးဖတ်နေတယ်ဆိုတဲ့အကြောင်းပြောပြတာပါမိဘတိုင်းမိဘကောင်းဖြစ်ဖို့ပေါ့နော်မိခင်တိုင်းမိခင်ကောင်းဖြစ်ဖို့မမဖတ်စေချင်တဲ့စာအုပ်လေးတွေရှိပါတယ်ဒီရွှေနှုတ် application တွေကပေါ့နော်ရွှေနှုတ် application တွေကမမဖတ်စီစဉ်တဲ့စာအုပ်လေးတွေပြောပြမယ်မမတို့လည်းအရန်အဆင်ပြေပြီးဖတ်လို့ကောင်းတဲ့စာအုပ်လေးတွေပေါ့နော်မမပြပါမယ်ဖုန်းနဲ့ရှင်နာနဲ့ကလေးတယောက်ရယ်ကလေးတွေကိုဆရာတင်ပါရယ်မိဘမကောင်းတာသမီးကောင်းရယ်ကလေးကိုမှန်ကန်စွာစီကံချနိုင်ဖို့ရယ်မှန်ကန်တဲ့ကလေးဆုံးမဖက်ပြင်ခြင်းဆိုတဲ့စာအုပ်လေးတွေကိုဖတ်ဖို့မမကတိုက်တွန်းချင်ပါတယ်ရှင်အဲ့ဒါတွေအများဖတ်မှပဲမမတို့ကလည်းမိခင်တွေကလည်းကိုတာသမီးကိုဘလို့ကောင်းကောင်းဆုံးမရမလဲဆိုတော့ပို့ပြီးနားလဲလာမှာပါရှင် surprise မမရင်ခုံးနေပြီ oh ရင်ခုန်နေပြီ ရင်ခုံးနေပြီ ရင်ခုန်နေပြီ surprise ဖွင့်ကြလားဒီလိုပါလေဖွင့်ပြလား ဒီမှာတက်တာ ရှင်းရှင်းတွဲ ပိုရဲယူ တီကလက်ဆောင်ပို့ပေးလိုက်တာ ဒီရှိပါဗျာဒီဒီ ဒီညီမလေးမှာ page ပြထားပေးရနော်အောက်မှာလည်း mention ခေါ်ထားပေးအဲ့ညီမလေးစီမှာဖိတ်စာအမျိုးမျိုးတပ်ပုံပေါင်းအမျိုးမျိုးဒီရက်တောင်ပါညာအမျိုးမျိုးအားလုံးမှာလို့ရပါတယ် ဒီရှိပါဗျာ ပြလာပြလာ ဒီမှာတက်တာဒီမှာဒီမှာ လာလိုက်တာ ရလိုက်တာဒီရှိပါဗျာဒီဒီရဲ့ ညီမလေးစီမှာလို့ရပါတယ်喂，帮了你家嘞，哦，就业。哇阿罗，当bien了，没有，还是没鸟了的，快说他嘞。ဒီမှာတာဒီဝဲပါပါ 哦，你没说他啦？ တတဒီမရှုတာပါဗျာ 哦，姐姐，哦，他爸爸了吗？你没说起来，爸爸嘞？မမတို့ဆွတ်ချင်တယ်ရဟမွေးလို့丢，他嘞，丢，妈妈，丢，没嘞，你没得到嘞，没。 ပြလာမဦးကြီးတို့ပြလာ ဒီမှာဒီမွေးပါ ဦးငယ်လေးပါ ဦးနေလေး ရှင်းရှင်းရောင်းပါရဲ့ပြောလော တတတော့မှာလေ
အိုးဒီလိုဝဲချက်ပါ 不就会家吧？ ဒီဘာတော့ဆွချင်လိုက်ပဲဘာလဲဆိုမကလေး 有， မွေးဆိုဒီမွေးကိုတဲ့ဒီမွေး 你在那边。 ရှမ်းရင်ငငယ်လေးကငိုနေတာတဲ့အဲ့ဒါရှမ်းရှမ်းရဲ့ဗီဒီယိုပြလိုက်တဲ့အခါရှမ်းရှမ်းအတန်ကြာတော့ငငယ်လေးကတိတ်သွားတဲ့တော့ငိုတာမငိုတော့ဘူးတဲ့ 妈妈，你也我呢了？ အေးအေးငငယ်လေးကငိုညာတဲ့ 我呢？我就一个呢，我那水包在我旁边。 ရှူလေးပေါက်ပြီးအိတ်ကြနော်သူကဟိုဘက်ကိုလဲလိုက်တဲ့ခါကျရှူအိုးတွေ့တာနဲ့သူရှူပေါက်ဖို့မသိဘူးအကျကျမမပြောစီချင်တာဒီလိုလေးပြောလာညီလေးကိုညီလေးရေ 你这人， ငိုနေတော့ 我那旁边， မမစကားနားထောင်တော့ 妈在跟他讨论。 ညီလေးရေ 你这人， good night နော် 过来呢， bye bye 拜拜。